မျိုးသားလိမ်တန်ကထောင်ပတ်နေရဲ့အချိန်မှာလည်းဆွလို့ရမှာပေါ့နော်ဗီဒီယိုထဲမှာလည်းပါတယ်ဒီအိုင်းနဲ့ဆွဲချလိုက်ပြီ HNO News Channel မှာအားလုံးကိုမှကြိုဆိုလိုက်ပါတယ်ရှင်ဒီဗီဒီယိုလေးကအချစ်ရေးနဲ့အိမ်အောင်ရေးဆိုင်ရာအသိပညာဗဟုသုတများကိုမျှဝေပေးရန်တင်ဆက်ထားခြင်းဖြစ်ပါတယ်ရှင်အမျိုးသားလိမ်တန်ကထောင်ပတ်နေရဲ့အချိန်မှာလည်းဆွလို့ရမှာပေါ့နော်ဗီဒီယိုထဲမှာလည်းပါတယ်ဒီအိုင်းနဲ့ဆွဲချလိုက်ပြီစီလေးပါနေတာပေါ့အဲဆိုရင်ဒါလေးဖောက်ပဲဆိုရင်ခုကတော့နေကိုင်းဖောက်လိုက်တာမျိုးတွေရှိတယ်သူကလည်းကကြီးကျယ်ဖောက်လိုက်တာခဏကျဟိုဆရာမကြောက်မေးဖို့မေးရလေဒီကဲတော့ကိုလုံးကြီးပေါက်သေးတော့လို့ရှိရင်ဒီလိုလုပ်ပါလေဖောက်တာကိုသိနိုင်ပါလေဘာခါကြောင့်ဆရာမတို့ကဖောက်မယ်ဆိုလို့ရှိရင်ကကြီးတွေနဲ့မသုံးရဘူးသွားနေတယ်မကိုင်းဖောက်ဘူးဒါကအကျဉ်းမှာဖောက်သွားတာလေတော့ဒီလာလူတွေရှိပြီးကိုလုံးကရခိုင်လုံးမကာကွယ်နိုင်ဘူးမှာတော့ခါကြောင့်ဆရာမတို့ကဒီလိုမျိုးလုပ်တယ်စီလေးရှိတယ်တက်တန်းကလည်းကောင်းသေးရပေါ့နော်ဆိုရင်ဆရာမတို့နောင်နာလေးမှာဒီလိုလေးတွန်းလိုက်မယ်တွန်းလိုက်လို့ရှိရင်ဟိုညနေရွေ့သွားတယ်ရွေ့တော့မှဆရာမတို့ဒီပြင်တော့လိုက်ရှိနေကြတယ်ဒီလိုလေးသေးချလိုက်တယ်နောက်သေးချလိုက်တယ်နော်ဒီလိုလေးဖြစ်သွားရင်နော်ခါကြဆရာမတို့ကဒါလေးကိုထုတ်သွားတယ်အဲ့လိုရှိသွားတယ်အတွင်းနဲ့အပြင်နဲ့ရှိတယ်ဒီမှာခဏကြောင့်ဗီဒီယိုထဲမှာကျတော့ဒီလိုထောင်းပြန်ဆွနေရမျိုးရှိတယ်အဲ့အတဲ့နဲ့ကြောင်းပြန်ကိုကြည့်ရမယ်နော်ခါကြဒီမှာလက်ကလေးပေါ်ပြီးနေလိုက်တယ်ဒီမှာလည်းခါကြတော့ဒီမှာအရေးကလေးရှိတဲ့ဘက်ကအမှန်ဒီလိုဆွဲထားတယ်နော်အရေးကလေးရှိတဲ့ဘက်ကအမှန်ဆိုခါကြဆရာမတို့သူကြတယ်ဒီလိုမျိုးချမ်းမြေကိုမသုံးဘူးမမြင်ဘူးတဲ့ဥစ္စာမျိုးတွေရှိခါကြအဆင်မပြေဘူးဒီချာလေးကြည့်မယ်ဆိုဒီလိုအရေးဘက်ကိုဒီလိုလေးချလိုက်မယ်။နောက်တစ်ခါမှဒီနိုင်ပြီးတော့ဒီမှာဒီလိုလေးကင်မယ်ပေါ့နော်။ဒါကတော့အမျိုးသားရဲ့လိမ်တန်ပေါ့နော်။အဲ့ဒါဆမတော့ဒီလိုဆွဲချမယ်။အဲ့အမျိုးသားလိမ်တန်ကထောင်ပတ်နေရဲ့အချိန်မှာလည်းဆွလို့ရမှာပေါ့နော်။ဗီဒီယိုထဲမှာလည်းပါတယ်ဒီအိုင်းနဲ့ဆွဲချလိုက်မယ်။ဒီမျိုးလေးပဲ။စင်ပြေလားမသိဘူးလေ။ဒီလိုလေးပဲနော်။တကယ်လို့ပြန်လုံးမယ်ဆိုရင်လည်းဆမတော့ဟောပေါ့တီရှူလေးနဲ့ပေါ့နော်။တီရှူလေးနဲ့ခဏပြတယ်နော်။对吧？你得高了没个？我大爷这当中你说的有一概念的喏，如果说那这个干什么了？看在有一个库里头了，我买点买马来看见什么的话，哎，有大爷都有，哎嘛，说跟他互比较，然后嘛，你属于嘛，都都哩，出家来的，有的人家的都来讲那些，我那个说，有大都有，那拢记录些报你啦，报你啦，给你啦，说你嘛，有大都有些，报你啦，这不是，他家完了报啦，说的没得去谁来呢，不那，都是要必须的呢，不，你那要差那个那个那个，是你让的什么？ကျေးဇူးရှင် 说呀，你什么了？ အမလီမြတ်စွာဘုရားဒီမှာမိုင်းဝင်ရတဲ့အကောင်လေးကြည့်ကြည့်ပါအောင်သူ့ပဲမျက်လုံးနဲ့လာပြီးတော့စိတ်ကူးမိရင်လည်းသားလေးရဲ့နော်စိတ်ကူးမိရင်လည်းကျမတို့တင်ဆက်သမျှကိုမလွတ်တမ်းကြည့်ရှုနိုင်ဖို့ HNO သတင်း channel ကိုစာရင်းသွင်းမထားသေးပါကအခုပဲစာရင်းသွင်းထားဖို့မမေ့ပါနဲ့နော်ရှင်